မင်္ဂလာပါမိတ်ဆွေများဘေးပြန်မှဝေးကွာကြပါစေကျွန်တော်ကပြောမဲ့အကြောင်းအရာကတော့ NUG ရဲ့ legitimacy နဲ့ပတ်သက်ပြီးမသိလို့ပြောနေတာလားသိရနဲ့စိုက်ဝါးထဲ့နေတာလားဆိုတဲ့မေးဦးလေးနဲ့အကြောင်းအရာပဲဖြစ်ပါတယ်အခုခေတ်မှာအမှားရွယ်ယူဆတစ်ခုကိုအချိန်ချင်းပြောလိုက်လို့ရှိရင်အမှန်လို့ထင်လာတတ်ကြတာဟိုအားလုံးသိပြီးသားပါဒီနေ့ကျွန်တော်ရှင်းပြမယ့်အကြောင်းအရာကတော့ NUG မှာ legitimacy မရှိတော့ဘူးလို့ဒီ third party အမည်ခံတဲ့အဖွဲ့ဝင်တွေနဲ့သူတို့အားပေးထောက်ခံပြီးတော့ NUG ကိုဖောင်းထုတ်နေတဲ့သူတွေရဲ့စကားသူတို့ရဲ့အယူဆမှားလားဒါမှမဟုတ်လို့ရှိရင်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုကျိုးပြတ်သွားစေတဲ့စိုက်ဝါးလားအဲ့ဒါပါကျွန်တော်ကပြောမှာဘယ်သူကမှဘယ်အဖွဲ့ဘယ်သူကမှကိုစားမပြုပါဘူးကျွန်တော်တယောက်တည်း one man army ရဲ့အနေနဲ့ရှင်းပြတာပါအဲ့တော့အဲ့ဒီမှာအခြေခံ concept error ဒီအယူအဆအမှားကိုကျွန်တော်ပြောပါမယ်ဒီမှာမိတ်ဆွေတို့ခင်ဗျားတို့ပြောနေတဲ့စကားကဒီလိုဖြစ်နေတာလေNUGနိုင်ငံတကာအသိမှန်ပြုဘူးဒါကြောင့်NUGမှာNUGမှာ legitimacy မရှိတော့ဘူးလို့ခင်ဗျားတို့ပြောနေအဲ့ဒါတကယ်ဟို basically မှားနေအခြေခံအမှားကြီး concept error ဖြစ်နေတာအမှန်က legitimacy is not equal to recognition legitimacy ကပြည်သူရဲ့ mandate ကိုစားပြုနိုင်မှုပြည်သူလက်ခံမှု recognition ကနိုင်ငံတကာအသိအမှတ်ပြုမှုနိုင်ငံရေးဆုံးဖြတ်ချက်လက်ခံမှုဒါ recognition အဲ့တော့ legitimacy နဲ့ recognition မတူဘူးဒါသိရနော်အဲ့တော့ recognition မရသေးလို့ legitimacy ပျောက်သွားတာမဟုတ်ပါဘူးအဲ့တော့အာဏာသိမ်းတဲ့အစိုးရတွေကို recognition ရဘူးပါတယ်အာဏာသိမ်းတဲ့အစိုးရတွေဒါပေမဲ့ပြည်သူတွေရဲ့ legitimacy ကတော့မရှိပါဘူးအဲ့ဒါကြောင့် recognition ရှိတာက legitimacy ရှိမယ်ဆိုတာအာမခံမပေးနိုင်ပါဘူးအာမမခံနိုင်ပါဘူးပေါ့ဗျာဒါဆိုရင်အဲ့မှာမိကုန်းတစ်ခုပေါ်လာတယ်ဟိုခမည်းတော်ကအတိတ်ပဲမသိလို့ပြောနေတာလားဒါမှမဟုတ်ဟိုတိတိကြီးနဲ့ပြည်သူတွေကိုစိတ်သက်ရင်းရိုင်သွားအောင်စိုက်ဝါးလုပ်နေတာလားအဲ့လိုလုပ်နေရင်တော့ခမည်းတော်က concept saboteurs ဖြစ်သွားမှာပါ supporters တွေဖြစ်သွားမှာအယူအဆတွေကိုလွဲမအောင်လုပ်နေတဲ့အယူအဆဖြည့်ဆည်းသူအဖြတ်သမားတွေဖြစ်သွားမှာပါNUG ရဲ့ legitimacy ဟာတက်တန်းနဲ့မပြောက်ကွယ်ပါဘူး legitimacy က mandate ပေါ်မှာမူတည်ပါတယ်2020ရွေးကောက်ပွဲ mandate ကိုဒီစစ်အာဏာသိမ်းမှုကဖျက်ဆီးပစ်လို့မရခဲ့ပါဘူးသူတို့ဖျက်ဆီးဖို့လုပ်တယ်လေဘာဖြစ်လို့လဲဆိုတော့အဲ့ mandate ပြတ်အောင်လုပ်တာကရွေးကောက်ပွဲမှာမဲတွေလိမ်နေဆိုရသူတို့ရရှိခဲ့တဲ့မဲတွေနဲ့တောင်ပြိုကမ်းပြိုနိုင်ခဲ့တာတွေဟာအလိမ်အညာတွေပါဆိုပြီးတော့အဲ့ဒီ mandate ကအလိမ်အညာပါလို့ဖြစ်အောင်သူတို့ပြောတယ်သူတို့ကြီးညာတယ်ဒါပေမဲ့ဘာမှသက်သေကောင်းကောင်းမပြနိုင်ခဲ့ဘူးပြီးတော့သူတို့အလိမ်အညာတွေပြောတယ်ဆိုတာကိုလည်းကဘာကြီးကသိတယ်ဒါကြောင့်ရွေးကောက်ခံရတဲ့ကိုယ်စားလှယ်တွေရှိမှ mandate တွေဝင်သွားတယ်ဒါပဲပြည်သူလက်ခံမှုရရှိသွားတယ်ပြည်သူကသူတို့ကိုအစိုးရဖွဲ့အုပ်ချုပ်ဖို့အာဏာပေးလိုက်ပြီအဲဒီမှာသူတို့က
အာဏာအတွက်သူတို့ကအစိုးရဖွဲ့ပြီးတော့နိုင်ငံကိုအုပ်ချုပ်ကြတော့မယ်ဒါကြောင့်သူတို့ mandate ရသွားတယ်အဲ့ဒီရွေးကောက်ပွဲမဖြတ်သိရွေးရတော့ mandate လာတဲ့ legitimacy မပြောက်ပါဘူးတဲပြီးတော့တည်ရှိနေတာtransitional government ဆိုတာတက်တန်း fixed သတ်မှတ်ထားတာမဟုတ်ပါဘူး transitional government အသွင်ကူးပြောင်းရေးအစိုးရအဲ့ဒီတက်တန်းက fixed လုပ်ထားတာမဟုတ်ပါဘူး NUG က transitional authority ဖြစ်ပါတယ်ဒီ transitional ကြီးမပြီးသေး၍ mandate ကဆက်လက်ပြီးတော့တည်ရှိနေပါပါဆိုလိုတာကအဲ့ဒီစစ်အာဏာရှင်တွေမပြုတ်ကျသေးသည်၍ဒီပြည်သူအာဏာရထားတဲ့အတူကပြောရင်တော့ NUG ကဒီအစိုးရကပြည်သူအာဏာနဲ့ဖွဲ့စည်းထားခဲ့တဲ့ဒီအစိုးရက mandate ပြောင်းမသွားပါဘူးအဲ့တော့ဆက်လက်တည်ရှိနေတယ်ဒီ transition မရောက်မချင်းဆက်လက်တည်ရှိနေပါတယ်ဥပမာပေးရမယ်ဆို Afghanistan Libya Sudan အဲ့ဒီမှာ transitional government ကနှစ်ပေါင်းများစွာကိုတည်ရှိနေပါတယ်ဒါဆို legitimacy ရှိနေတာကိုဘာနဲ့တိုင်းလဲဟုတ်ကဲ့ပြည်သူထောက်ခံမှုဆက်ပြီးရှိနေတယ် NUG မှာပြည်သူထောက်ခံမှုတွေဆက်ပြီးတော့အခုတည်းရှိနေတယ်မရှိဘူးလို့ပြောမယ်ဆိုရင်ဘယ်သူတွေထောက်ခံသေးလို့လဲဆိုရင်ဘယ်သူကဘာနဲ့တိုင်းလို့ရမှာလဲပြန်ပြီးတော့မဲပြန်ပြီးတော့ခွဲလိုက်ကြလေ NUG ကိုလက်ခံလားလက်မခံလားတော့အကုန်လုံးမဲခွဲဘယ်နာကသွားတိုင်းမှာလဲတော်လိုင်းရေးအစိုးရတစ်ခုမှာ mandate ရှိမရှိကိုပြန်ပြီးတော့ဘယ်တော့မှများပြည်လုံးကျွတ်ဆန္ဒခံယူဝယ်လို့ရခဲ့ဘူးလေအဲ့တော့မဟုတ်တာမပြောနဲ့လေကိုတယောက်တည်းလက်မခံနိုင်သူများလက်မခံဘူးဆိုအတင်းဆွဲပြီးတော့မသွတ်သွင်းနဲ့လေအဲ့တော့ပြည်သူထောက်ခံမှုဆက်လက်ရှိနေတယ်ညင်းလို့မရဘူးနောက်တစ်ခါကြည့်လေ CDM နေရှိနေတယ်ရှိနေစေတချို့ CDM နေဟုတ်ပြီခက်ခဲတွေကြောင့်ပြန်လေပြောင်းလဲသွားတာရှိမယ်မျိုးစုံရှိမယ်နောက် PDFs တပ်ဖွဲ့တွေတချို့လေးလည်းမလုပ်တော့ရှိမယ်ကြောင်းမျိုးကြောင့်သို့တော့ PDF တပ်ဖွဲ့ကြီးတွေတဖွဲ့ကြီးမားလာခဲ့ပြီရှိနေတယ်နောက် local governance အခု federal units တွေလုံနေပြီလေအဲ့ဒီမှာအုပ်ချုပ်ရေးဖွဲ့တွေစူးစမ်းနေကြပြီဆက်လက်လဲပတ်နေကြပြီ governance တွေအဲ့ဒါကိုကြံဆောင်နေတယ်လေ legitimacy ရှိတယ်ဆိုတော့ဘာနဲ့တိုင်းမလဲဆိုတော့ပြောပြနေပြည်သူတွေအားလုံးကလည်းအစားထိုးအစိုးရဖြစ်နေဆက်လက်မြင်နေတယ်ဒီအစိုးရကိုပဲဆက်ပြီးတော့မြင်နေတယ်ဒါကြောင့် legitimacy ရှိနေသေးပဲအ consent ဆိုတဲ့ပြည်သူရဲ့သဘောတူညီမှုအခုလက်ခံနေသူတွေကတော့ legitimacy ကဘလို့မှမပြောက်ဘူးဒါဆို recognition ကဘာလို့မရသေးတာလဲ recognition အပြည့်အဝမရသေးတာက legitimacy မရှိတာမဟုတ်ဘူးလေအကြောင်းရနိုင်ငံတကာဒီ risk averse ဖြစ်နေအဲ့ဒါဖြစ်နေမလားအန္တရာယ်ရှိနေတယ်ပြီးတော့ကျွန်တော်တည်ငြိမ်မှုတွေကိုဦးစားပေးနေရ stability ဖြစ်ဖို့ဦးစားပေးနေရတကယ်တမ်းညှိနှိုင်းနေဆွေးနွေးမှု ASEAN consensus တွေမပြည့်သေးဘူးအထူးသဖြင့်တော့ဒီစစ်အာဏာရှင်တွေကိုဖယ်ထုတ်မပေးနိုင်သေးဘူးမကြဆုံးသေးဘူးသူတို့အဲ့တော့ recognition ကပေးလို့မရဘူး recognition ပေးတော့မှကျွန်တော်တို့နိုင်ငံတကာဆက်ဆံရေးတွေလာတော့မယ်လေလို့မရဘူးတန်ယုံနေနဲ့ဆက်သွယ်ရအဲ့နိုင်ငံတကာအသိမှတ်ပြုမှုအဲ့ဒါကတော့ဟုတ်တယ်မရသေးတာမရသေးလို့ဆိုပြီးတော့ legitimacy မရှိဘူးလို့ပြောလို့မရဘူးလေအဲ့ဒါပြောတော့ recognition နဲ့ legitimacy ဘာဖြစ်လို့မကွဲတာလဲမသိကြအောင်စောင့်နေတာလားလို့မေးစရာရှိလာတယ်ဘာလို့အဲ့ဒီမှာဆရာသမားကြီးပါတယ်လေပညာရှင်ကြီးတွေဆိုတာပါတယ်လေဥပဒေပညာရှင်ကြီးတွေပါတယ်လေသူတို့ရှိရပြောတဲ့စကားတွေကြားနေတဲ့အခါမှာ
legitimacy မရှိဘူး legitimacy မရှိဘူးပြောနေ recognition တစ်ခုမှမပါဘူးရောနေတယ်လားမသိတာလားမသိကြအောင်ဆောင်ပြီးတော့ရှေ့နေဆိုဆွဲချလုပ်နေတာလားဆွဲချအကျင့်နဲ့ဆွဲချနေရလားအဲ့ဒါမေးစရာရှိနေတယ်ဒါကြောင့်အခုလည်းကြည့်ယူအန်ကနေပဲစစ်ကောင်စီကိုအစိုးရဖြစ်လုံးဝလက်မခံဘူးအသိမှမပြုတ်ဘူးအခုမှမပြုတ်တာမဟုတ်ဘူးစပြီးအာဏာသိမ်းနေမပြုတ်တာစပြီးအာဏာသိမ်းနေမပြုတ်ဘဲနဲ့စစ်ကောင်စီကလည်း recognition ရအောင်ယူတာသူလိုချင်တာက legitimacy မဟုတ်ဘူးသူရှိမှ legitimacy မရှိဘူးဆိုတာသိတယ်ဒါပေမဲ့ခုနပြောတဲ့အာဏာသိမ်းအစိုးရတွေလုတ်ပုံလုတ်ထုံးမယ် recognition အဲ့ဒါရအောင်ယူနေတာစောင့်ပြီးတော့ဖြည်းဖြည်းဆွဲခေါ်နေတာငါ့ကိုလက်မခံလို့မရဘူးဒေတာတွင်အာဆီယံတွေကငါ့ကိုလက်မခံလို့မရဘူးမင်းတို့ဆက်ဆံနေရတာဘေးနားမှာ 100% recognition ပေးထားတာတရုတ်ကြီးတယောက်ပဲရှိတယ်ကျန်တဲ့အာဏာရှင်တွေကပြည့်ဆက်လို့အားပေးနေတာဒါပေမဲ့အပြည့်အဝအားပေးပါတယ်ဆိုပြီးတော့အော်ကြီးကျယ်ပြောတာတရုတ်တယောက်ပဲရှိတယ်ရုရှားကလည်းအော်ကြီးကျယ်နေမပြောဘူးမသိအောင်ဆောင်ပြီးပေါင်းတင်နေရပဲရှိတယ်တရုတ်တော့ကတော့အရင်ရေးကြည့်တာ။ကဲတော့စစ်ကောင်စီကိုအစိုးရအဖြစ်နဲ့ UN ကလုံးဝလက်မခံဘူး။နိုင်ငံတကာကကြေညာပြီးလက်မခံဘူးဆိုတာလေ။ဟိုးတုန်းကလက်မခံတာအခုရွေးကောက်ပွဲလုပ်တယ်လက်မခံဘူး။မြန်မာ legitimacy မရှိဘူး။ပြည်သူထောက်ခံမှုလုံးဝမရှိဘူး။Shamelashan မင်းအင်လိုက်တော့ဒါပြောပြီးသားဒါဆိုအာဆီယံစစ်ကောင်စီကို high level recognition မပေးဘူး high level recognition 100% recognition မပေးဘူးဒါဆိုဘာဖြစ်လို့တချို့လက်ခံနေလဲဒေတာအတွင်းမှာခုနပြောပြီးသားဒေတာအတွင်းမှာ engagement တွေရှိတယ်သူတို့ရဲ့အကျိုးစီးပွားအတွက်အထူးသဖြင့် borderline engagement တွေရှိတယ်အဲ့အတွက်ကြောင့်ဆက်ဆံပေးနေတာအဲ့ဒါကလွဲပြီးတော့ကျန်တာကမရဘူးအဲ့တော့ recognition မရှိဘူးအနေချင်း high level များနည်းနည်းချင်းကိုဒီဟိုကရအာဆီယံရှိရနည်းနည်းချင်းရနည်းနည်းလေးပဲရအနောက်နိုင်ငံတွေအတွက်ကတော့သူပြင် UN တို့အားလုံးပြောအကုန်လုံးသိမ်းချုံပြီးတော့ UN ကမပေးဘူးအသိမှမပြည့်ပါဘူးတဲ့ဆိုတော့စစ်ကောင်စီမှာမရှိဘူးဒါပေမဲ့ NUG မှာက legitimacy ရှိတယ် recognition မရှိသေးတာNG မှာ legitimacy မပြဘူးဒါပေမဲ့ခုန recognition သူများရှိနည်းနည်းစစ်ကောင်စီကိုနည်းနည်းပေးနေတာအဲ့ဒါက geopolitics ပထဝီဝင်နိုင်ငံရေးရအဲ့ပြဿနာဖြစ်နေတာအဲ့တော့တကယ်လို့အဲ့ကိစ္စနဲ့ပတ်သက်လို့ legitimacy နဲ့ NUG ရဲ့ legitimacy နဲ့ပတ်သက်လို့ဥပမာတစ်ခုပေးရရင်ကျွန်တော်အိမ်ပိုင်ဆိုင်မှုနဲ့ပြအဲ့တော့ကိုယ့်အိမ်ကိုကျွန်တော်တို့မိသားစုအိမ်ကိုဓမြဝင်တိုက်ပြီးတော့အိမ်ကိုသိမ်းပလိုက်တယ်ဒါဆိုကျွန်တော်တို့ကအိမ်ပိုင်ရှင်မဟုတ်တော့ဘူးလားသူဓမြဝင်စီးတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအိမ်ပိုင်ရှင်ပဲလေအဲ့တော့ control is not equal to ownership သူတို့လက်နဲ့အာကုန်နဲ့လုတ်တဲ့တယ်ကြောက်ပြီးသူတို့ control ဘာလို့ဆိုကျွန်တော် control လုတ်တော့ကျွန်တော်လက်ခံရတယ်ဒါပေမဲ့ဒီအိမ်ရဲ့ပိုင်ဆိုင်မှုကတော့ကျွန်တော်တို့ပဲပိုင်းနေတာ legitimacy ကွာတာအဲ့လိုမျိုးကွာforce is not equal to legitimacy အားသုံးတာကလည်း legitimacy မဟုတ်ဘူးအဲ့တော့ NUG ရဲ့ legitimacy ကပြည်သူ mandate ကနေလာနေတာအဲ့ဒါကိုခင်ဗျားတို့သိရတာ ਨੇ ဘာဖြစ်လို့ဒီစကားတွေကိုတွင်သုံးနေတာလဲကျွန်တော်အခုပြောနေတာ NUG legitimacy နဲ့ပတ်သက်တာတွေကိုပဲကျွန်တော်ပြောနေတာဖြစ်တယ်ကြံတဲ့ခင်ဗျားတို့ပြောနေတဲ့အခြားအချက်တွေကိုကျွန်တော်ရှင်းပြနေတာတခုမှမပါဘူးNUG ကို legitimacy မရှိဘူးဘယ်နိုင်ငံမှမထောက်ခံဘယ်လို legitimacy လာမှာလဲခင်ဗျားတို့ပြောနေလွဲနေလို့ပြောနေတာဒါကိုဟဲ့တော့တိတိကြီးနဲ့ပြောနေရင်တော့အဲ့ဒါစိုက်ဝါပြည်သူကိုစိုက်ဝါထဲ့နေတာrecognition မရသေးလို့ပြည်သူအာဏာပျောက်သွားတော့မဟုတ်တာကြီးဒါကြောင့်ပြည်သူအာဏာပြည်သူပြန်ပေး
ပြည်သူအာဏာရထားတာကအတွဲလိုက် CRPH NUCC နဲ့ NUG ဒီအတွဲလိုက်ကြီးပြည်သူအာဏာနဲ့လာတာအဲ့ဘယ်တော့အာဏာလဲကွာဘယ်တော့အဲ့ဒီတဲ့အာဏာလေဘာဖြစ်လို့အဲ့ဒါတွေကိုဖျောက်ဒီကယ်လို့များ legitimacy မရှိရင်အသိမှတ်မင်းတို့မှာ legitimacy ရှိကြလို့အသိမှတ်ပြုတာ recognition အဝေးကြီးနော်အဲ့ဒါများမရှိခဲ့ခင်ဗျနိုင်ငံတကာမဆက်ဆံဘူးအခုလို့မကူညီဘူးဟိုဘက်ကနိုင်ငံတကာအယူတွေမဟုတ်ဘူးဒါလည်းခင်ဗျားတို့တီးပြီးသားနဲ့ဆွတ်ချကျွန်တော်ဒီတခုပဲပြောနေကြံတဲ့ case တွေရှိတယ်ဟုတ်တယ်NUG မှာခင်ဗျားမကြိုက်တာတွေဒီမြတ်တက်ထားလိုက်အခု legitimacy တခုတည်းကိုပြောနေတာကြံတာကိုမပြောသေးဘူးအဲ့ဒါကြီးမှားနေတာကိုသိအောင်ပြောပြနေတာတီးပြီးသားဖြစ်လိမ့်မယ်ကျွန်တော်ထင်တာစိုက်ဝါးထဲနေတာဒါဆိုလို့ရှိရင်ခင်ဗျားတို့ပြောတဲ့ NUG မှာ legitimacy မရှိတော့ဘူးလို့ပြောတယ်ဆိုရင်ဘယ်အဖွဲ့မှာပြည်သူ mandate ရှိတယ်လို့ခင်ဗျားတို့ထင်နေရလဲစကားစမှာဒါဆိုဘယ်သူရှိမှာလဲဘယ်အဖွဲ့မှာရှိတာလဲအဲ့ဒီ mandate ကတကယ်လို့အဲ့ဒီမေကုန်းကိုမဖြေလို့ရှိရင်တော့ခင်ဗျားတို့NUG ကိုဖောင်းထုနေတာကြီးကlogic collapse ရုပ်တည်ပေတာပြိုကွဲမှုဖြစ်နေပြီမကျွန်တော်ပြောမယ်နော်ပြည်သူတွေကိုစိုက်ဝါးထဲတာကစကားဆရဲ့အလုပ်ပြည်သူတွေကိုစိုက်ဝါးထဲရမှာစကားဆရဲ့အလုပ်အဲ့ဒီအလုပ်ကိုတိတိတသာပဲဖြစ်ဖြစ်မတိမသာပဲဖြစ်ဖြစ်ခမရတို့လုံနေရင်တော့ခမရတို့ကတော်လာရေးကိုထိခိုက်စေတဲ့အဖွဲ့တွေပါနေပြီဆိုတာပါပဲအခုကျွန်တော်ရှင်းပြနေတာပြည်သူတွေဝေဝါးသွားမယ်ဘာလို့ဆိုရှေ့မှာပြောခဲ့တယ်လို့အမားယွန်းတွေကိုအထက်ထက်အခါခါပြောလာတဲ့အခါမှာအမှန်လို့ထင်လာတဲ့ဒါခမရတို့သိပြီးသားအမားကြာလာရင်အမှန်ဖြစ်လာတယ်ဒါကိုစိုက်ဝါးဆိုတဲ့သဘောတီလို့သွတ်ရတာအမားတွေကိုထက်ခါသွတ်ရတာပြည်သူတွေဥပမာပြရမယ်ဆိုဒေဝကြီးလာနေပြီဟိုမှာဒေဝကြီးခလေးတွေကြောက်တယ်သွတ်တာဒေဝဘာမှလည်းမသိဘူးနောက်တိတ်ဆိုးတဲ့စကားတစ်ခုရှိသေးတယ်ငယ်စဉ်တွေကဟိုမှာကလားကြီးလာတော့မယ်ကလားကြီးလာဖမ်းမယ်ခလေးရဲ့စိတ်ထဲမှာကလားဆိုတာကြောက်စရာကောင်းတဲ့တစီတည်းရဲ့လို့ထင်သွားတယ်အင်ပတန်ဆိုးတဲ့သွတ်မှုအခုအဲ့ဒီအတိုင်းပဲအမားကြီးလို့ပြောနေတာတွေကသွင်းတာအဲ့ဒါပါစိုက်ဝါးလို့ခေါ်တယ်ကျုပ်တို့လည်းငယ်စဉ်တွေကအကုန်စိုက်ဝါးမိလာခဲ့တာလीအဲ့လူကြီးတွေကမဟုတ်ကသွင်းမှုတွေခံလာအဲ့ဒီတိုင်းပဲအဲ့ရက်ဆက်နေကြပြည်သူကိုအဲ့စိုက်ဝါးအဲ့ဒီအလုပ်ကိုလုပ်ရမှာစကားဆရဲ့အလုပ်စကားဆရဲ့အလုပ်ကိုခင်ဗျားတို့ကလုပ်နေရင်အဲ့တော်လိုင်းကိုထိခိုက်စေတဲ့ဖွဲ့ပဲကျွန်တော်ခုရှင်းပြနေပြည်သူတွေကိုအဲ့လိုမထွေပြအောင်အဲ့တော့ NUG ရဲ့ legitimacy နဲ့ပတ်သက်လို့ပြောပြနေတာရှိနေတယ်နော်အဲ့ဒါကိုမရှိဘူးလို့ပြောတာခင်ဗျားတို့မသိလို့ဆိုရင်တော့ကျွန်တော်မနေ့ကတင်ထားတယ်ကာကြီးခါခွေးနိုင်ငံရေးကျွန်တော်သွားတင်လိုက်အောင်အဲ့မှာခင်ဗျားတို့ဘာနဲ့တူနေတယ်လဲဆိုတော့ရွှေခိုးတံတူနေတယ်အဲ့ဗရိန်လည်းမသိခဲ့ပဲခင်ဗျာရွှေသွားခိုးနေတာခင်ဗျားတို့international relations မသိလို့လားသိကြအောင်စောင်းနေရလားပြောလိုက်ရင်ဒူတက်ကြီးလုပ်ပြီးဆရာကြီးတွေလုပ်ပြီးတော့ဥပဒေပညာဟုတ်တယ်အဲ့ဒါစွဲကြပညာပဲတတ်တာလားကျန်တာမတတ်ဘူးလားဥပဒေပညာမှာအခုဒါစိုက်ဝါးထဲတာအဲ့တော့ဒီစိုက်ဝါးထဲနေခြင်းဟာစကားစလို့မယ်လို့ခင်ဗျားတို့လုပ်နေရလားအခုကျွန်တော်ရှင်းပြနေတာအဲ့ဒါပဲကျွန်တော်တယောက်တည်းဘသူပဲမဟုတ်ခင်ဗျားတို့လာပြောမနေနဲ့ဘသူမှလည်းကိမစားဘသူအစားအစာမှလည်းမစားဘူးတော်လိုင်းအောင်စီချင်းနဲ့ပြည်သူတယောက်အနေနဲ့ပြောတာအဲ့ဆိုခင်ဗျားတို့စိုက်ဝါးထဲတာမြင်နေလို့ကျွန်တော်လူဝိုးရိုးဝါဒဖြစ်ကုန်မှာစိုးလို့ကျွန်တော်ပြည်သူတူးအနေနဲ့ပြောပြဟုတ်များဟုတ်နေသလားဒီဟုတ်မှာပေါ့ဝိုးရိုးဝါဒတွေဖြစ်ကုန်မှာခင်ဗျားတို့အဲ့ဖြစ်အောင်ထိုးသွင်းနေတာလက်မခံနိုင်လို့
ရှင်းတယ်နော်အဲ့တော့မသိရင်လည်းသွားပြီးတော့အဲ့မှာကျွန်တော်တင်ထားတယ်မနေ့ကအဲ့ဒါလေးကြည့်လိုက်ဒါကိုပြောဖို့အတွက်မနေ့ကတိချာတင်ပေးတာတကယ်လို့များပြောခြင်းဒီကျွန်တော်ရဲ့ comment box မှာလာပြီးတော့များဆွေးနွေးလို့ရတယ်ဒါမှမဟုတ်အကျယ်တပွင့်နေဆိုရင်တော့ကိုယ့်မှာကို post ပြန်တင်ကျွန်တော်ရှိကို tag လုပ်လိုက်ကျွန်တော်လည်းပြန်ပြီးတော့ကျွန်တော်ပြောတာမဟုတ်တာတွေကျွန်တော်ပြန်ညှိနှိုင်းလို့ရမယ် right အဲ့တော့ခင်ဗျားတို့မေးချင်တာကခုနပြောတဲ့မေးခွန်းပဲခင်ဗျားတို့ကအတိတ်ပဲမသိလို့ပြောနေတာလားဒါမို့တိတိရဲ့နဲ့တိပါရဲ့ကြီးနဲ့ပြည်သူတွေကိုစိတ်သက်ရင်းရိုင်သွားအောင်လို့စိုက်ဝါးထဲနေတာလားဟုတ်ကဲ့နောက်မှတွေ့ပါမယ်ကျေးဇူးတင်ပါတယ်